အခုနောက်ပိုင်းပြင်သွားရင် laptop အလေးကြီးကိုမတည်ချင်ကြတော့တာအမှန်ပဲဒါပေမဲ့ tablet တစ်လုံးနဲ့ laptop လိုမျိုးအလုပ်တွေမှာမလားဆိုပြီးစိုးရင်စရာရှိပါတယ်တကယ်ရော tablet တစ်လုံးက laptop နေရာမှာအစားထိုးနိုင်တယ်အားလုံးပဲမင်္ဂလာပါ Unit Tech Review Channel ကနေအားလုံးကိုကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ Huawei ကနေအသစ်ထွက်ထားတဲ့ Huawei MatePad 11.5 2025 ကို review လုပ်ပေးသွားမှာဖြစ်ပါတယ်ဒီဗီဒီယိုလေးကိုစောင့်ကြည့်ပြီးသွားပြီဆိုရင်တော့ဒီ tablet လေးက laptop နေရာမှာအစားထိုးနိုင်မလားဆိုတာကိုပြီးတော့သုံးဖြတ်ကြည့်လိုက်ရအောင်ထားမိတာကတော့သူ့ရဲ့ design ပိုင်းနဲ့ weight အောက်မတ်တဲ့ unibody core ကိုသုံးပေးထားတော့ premium set နဲ့သူ့ရဲ့အလေးချိန်ကလည်း 515 gram ပဲရှိသလိုအထူးကလည်း 6.1 mm ပဲရှိတာဆိုတော့ laptop ရဲ့ထက်ဆိုင်တက်ရတာပို့ပြီးတော့မှပေါ့ပါတယ် performance ပိုင်းအတွက်ကတော့ RAM 8GB ပါဝင်ပြီးကျောင်းစာတွေရုံးဖိုင်တွေထည့်ဖို့အတွက်ကတော့ storage 256GB ပါဝင်တာဆိုတော့လုံလောက်တဲ့ပမာဏပါconnection ပိုင်းမှာသတိထားမှာတခုကတော့သူက Wi-Fi only version ဖြစ်လို့စင်ကတ်ထည့်ပြီးတော့ data သုံးလို့မရပါဘူး။ဒါပေမဲ့ Wi-Fi နဲ့ချိန်ပြီးသုံးမယ်ဆိုလို့ရှိရင်တော့သူမှာ Wi-Fi 6 နည်းပညာပါဝင်တာဖြစ်လို့ line ဆွဲရတော်တော်လေးကိုကောင်းပါတယ်။အကြိုက်ဆုံးကတော့ဒီ magnetic keyboard ကပါပဲ။ tablet နဲ့တခါတည်းတွဲရပါလာတာဖြစ်လို့ keyboard တက်ထပ်ဝင်နေကြမလို့တော့ဘူး။ design ပိုင်းမှာဆိုရင်တက်လိုက်နဲ့ဖြုတ်တက်ရတာဖြစ်တဲ့အတွက်တက်လိုက်တာနဲ့ laptop ပုံစံဖြစ်သွားတယ်။ဖြုတ်လိုက်လို့ရှိရင်လေပေါ်ပါတဲ့ tablet ဖြစ်သွားတယ်။ keyboard ကိုဖြုတ် tablet ကိုထောင်ထားပြီးတော့စာလှိုင်းရိုက်လို့ရတာလေစာရိုက်ရတဲ့ပုံစံကျဉ်ကျပ်နေတော့ပဲနဲ့ကိုကြိုက်တဲ့ position နဲ့အလုပ်လုပ်လို့ရတယ်။စာရိုက်ရတဲ့ခံစားချက်ကလည်း smooth ဖြစ်တာကိုတွေ့ရတယ်။ tablet တစ်လုံးကို laptop နေရာမှာအစားထိုးဖို့ဆိုရင်အဓိကကျဆုံးကတော့ software ပိုင်းပဲ။ဒီ tablet မှာဆိုရင်တော့ PC level WPS Office free ပါလာတယ်။ PC level WPS Office ဆိုတဲ့အတိုင်းပဲ WPS ကိုပုံမှန်မြင်နေကြ mobile view ပုံစံမဟုတ်တော့ဘဲနဲ့ကွန်ပျူတာမှာသုံးနေကြ desktop interface ပုံစံမျိုးနဲ့သုံးရမှာဖြစ်ပါတယ်။ဒီမှာကျတော့ pivot table ဆွဲတာ formula တွက်တာတွေအစ PC မှာသုံးနေကြအတိုင်းပဲဖြစ်လို့ Office လုပ်ငန်းဆောင်တာတွေအတွက်သုံးရတာတကယ်ကိုအဆင်ပြေတယ်။ file တစ်ခုလုပ်ပြီးသွားလို့ရုံးကကွန်ပျူတာမှာ Microsoft Office နဲ့ပြန်ဖွင့်ကြည့်တော့လေ file နေစရာတွေပြတ်မသွားဘဲနဲ့အဆင်ပြေတာတွေ့ရတယ်။အလုပ်လုပ်တယ်ဆိုတာ app တစ်ခုတည်းနဲ့လုပ်လို့မရပါဘူးဒီမှာ app တွေကို floating window နဲ့ဖွင့်လို့ရတာဆိုတော့တစ်ဖက်မှာက zoom meeting နားထောင်တစ်ဖက်မှာ note လိုက်မယ်ပြီးတော့ browser မှာ data လိုက်ရှာဒါတွေကိုတစ်ပြိုင်နက်တည်းလုပ်လို့ရတယ် screen size ကတော့ 11.5 inch ဖြစ်တာဆိုတော့ laptop တွေလောက်အရင်တော့မကြည့်ပေမဲ့ window အကြီးအသေးချင်းကြီးပြီးသုံးလို့ရတာတော်တော်လေးကိုခီးရောက်တယ် Huawei လို့ပြောလိုက်တာနဲ့ Google ကိစ္စကတော့မပါမဖြစ်ပဲ App Gallery ကနေ Micro G ထည့်သုံးကြည့်ရတဲ့လောက်ကတော့ YouTube ကြည့်တာGoogle Drive ကနေ file တွေ down တာတင်တာပြီးတော့ Mac ကြည့်ရတယ်မှာဘာ error မှမတက်ဖ ೇನೆ ပုံမှန်တိုင်းသုံးလို့ရတယ်တကယ်လို့ကိုက Google Service ကိုမဖြစ်မနေသုံးရမယ် developer မဟုတ်ဘူးဆိုလို့ရှိရင်တော့ရုံးသုံးကျောင်းသုံးတွေမှာတော့ဒီ tablet ကလက်ခံနိုင်တဲ့အနေအထားထက်ကိုပိုပါတယ်မျက်မှန်သမားတွေဆိုရင် screen ကြည့်ရင်အလင်းပြန်တာကိုအယမ်းမုန်းကြမှာဒီ tablet ကတော့မင်းအောင်အောက်မှာတောင်စာရွက်တွေ့ရလို့ပဲအလင်းမပြန်ဘူးမျက်လုံးလည်းအေး 11.5 လက်မရှိရဲ့မျက်နှာပြင်က 2.5K resolution ရှိပြီးတော့ refresh rate 120Hz ပါဝင်တာဖြစ်လို့ game ဆော့တာ Facebook ကြည့်တာwatch page တွေဖတ်တာတွေမှာ smooth ဖြစ်ပြီးညိတ်နေရပဲ entertainment အတွက်ဆိုလို့ရှိရင်လည်းရုပ်ရှင်ကြည့်တဲ့အခါ 2.5K resolution နဲ့ရုပ်ထွက်တင်ကောင်းတာမဟုတ်အတန်ပိုင်းမှာဆိုလို့ရှိရင်လည်းဘယ်ဘက်မှာနှလုံးညာဘက်မှာနှလုံးစုစုပေါင်း speaker ၄လုံးပါဝင်တယ်ဒီလိုတစ်ဖက်ကိုနှလုံးစီခွဲထားတာကြောင့်အတန်ကပပတ်လေကနေလာတယ်လို့မျိုး surround sound ခံစားမှုကိုအပြည့်အဝရတယ်ရုပ်ရှင်ကြည့်လို့ရှိရင်အယောင်တောက်တောက်ပြောင်ပြောင်နေကြိုက်တဲ့သူဆိုရင်တော့ OLED screen တွေလောက်အယောင်မစိုးဘူးလို့ခံစားရနိုင်ပေမဲ့ဒီ speaker အတန်ထွက်နဲ့ screen ရဲ့မျက်လုံးတက်တာစီတာအဲ့ဒါကိုပြန်ဖြည့်ဆည်းပြီးတော့မှာပါဒီ paper matte screen ပေါ်မှာပန်နဲ့ရေးရတဲ့ခံစားချက်ကမှန်ပေါ်မှာရေးရနဲ့လုံးဝကွာခြားပါတယ်ခဲရနဲ့စာရွက်ပေါ်မှာရေးရတယ်လို့မျိုး flashing လေးရှိနေတာဆိုတော့တကယ်အပြင်ကစာရွက်ပေါ်မှာရေးရတယ်လို့မျိုးခံစားရစေတယ်ပုံစံတင်တဲ့သူတွေအတွက်လည်းGo Paint app ပါလာတယ်အဲ့တော့ပကြီးစရာမဟုတ်ပေမဲ့ဆန်းဆွဲကြည့်တဲ့အခါမှာ bread texture လေးတွေကတကယ်အပြင်ကစီဆေးရေဆေးတွေအတိုင်းပေါ်တာမို့အတစ်တွေဆိုတော့တေချာပေါက်ကြိုက်ကြမှာပါ packet ထဲမှာပန်မပါဝင်ဘူးဆိုတော့တကယ်လို့ပန်သုံးချင်တဲ့သူတွေအတွက်ကတော့တီးတန့်ထပ်ဝယ်ပေးရမှာဖြစ်ပါတယ်meeting တက်မယ်ဆိုလို့ရှိရင်လည်းရှေ့ကင်မရာ8 megapixel wide angle ပါတာဖြစ်တဲ့အတွက်လူအများကြီးနဲ့ meeting ထိုင်မယ်ဆိုရင်တော့မြင်ကွင်းကြကြမြင်ရတယ်လို့ကျောင်းစာတွေ note တွေကိုဓာတ်ပုံရိုက်ပြီးမှတ်ဖို့အတွက်လည်းနောက်ကျောင်းဘက်မှာ13 megapixel ကင်မရာပါဝင်ပါတယ်
battery ဘိုင်းကတော့အများကြီးပြောနေစရာမလိုဘူး1100 mAh ပါပြီးတော့အိမ်ကနေထွက်သွားကြရတယ်လို့သုံးမယ်ဆိုရင်တော့အိမ်ပြန်ရောက်တဲ့အခါမှာအသွင်ကျိုးရှာနေကြမလို့ video playback ကတော့14နာရီထိခံတယ်လို့သိရတယ်အကုန်သွားလို့ရှိရင်လည်း40 watt super charge နဲ့အသွင်ရင်လည်းခဏလေးနဲ့အပြန်ပြည့်တယ်ကဲA3 သုံးကြည့်ထားတဲ့အတွေ့အကြုံတွေရတော့ video editing တွေ coding အကြီးကြီးလုပ်မဲ့သူမဟုတ်ဘူးစာစီစာရိုက် presentation online meeting တွေနဲ့ကျောင်းစာရုံးစာလောက်ပဲလုပ်မဲ့သူတွေဆိုလို့ရှိရင်တော့ဒီ tablet လေးက laptop တစ်လုံးရဲ့တာဝန်ကို 90% လောက်ထိ AC တာဝန်ယူနိုင်ပါတယ်ကိုကအလေးနေမတည်ချင်တော့ဘူးပေါ့ပေါ့ပပနဲ့ laptop တစ်လုံးလိုပဲအလုပ်လုပ်ချင်နေဆိုရင်တော့ဒီ tablet လေးကရွေးချယ်တင်တဲ့အထက်မှာပါဝင်ပါတယ်အခုကြည့်နေတဲ့သူတွေရောဒီ tablet လေးနဲ့ပတ်သက်ပြီးတော့ထင်မြင်ယူဆချက်လေးတွေကို comment မှာရေးသားပေးပါဦးအဆုံးထိကြည့်ရှုခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြပါမယ်တတား